အကြမ်းဖက်သမားတွေကလက်နက်အသစ်တစ်ခုကိုစမ်းသပ်နေတော့အနီးနားမှာပြန်တန်းနေတဲ့အမေရိကန်သမ္မတလေယာဉ်ကိုရုတ်တရက်လှမ်းမြင်လိုက်ရတယ်လေယာဉ်ပေါ်မှာသမ္မတကြီးပါလာတာတေချာနေတော့သူတို့လည်းအချိန်ဆွဲမနေပဲလေယာဉ်စီကိုလေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တစ်စင်းနဲ့လှမ်းပစ်လိုက်ကြတာပေါ့လေယာဉ်ပေါ်ကစနစ်ကဒုံးကျည်လာနေတာကိုတိတိချင်းပဲလုံခြုံရေးအရာရှိကတိုက်လေယာဉ်တွေရဲ့အကူအညီကိုချက်ချင်းလှမ်းခေါ်တော့တာပဲစခန်းအားလုံးသတိပြုအရေးပေါ်ရွှေ့ပြောင်းတဲ့စနစ်ကိုချက်ချင်းဆက်လုပ်ပါသမ္မတကြီးတိုက်ခိုက်ခံနေရပြီထပ်ပြောမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကန်ဆိုးကျင်တော့လေယာဉ်ကကွန်ပျူတာစနစ်ကြီးတစ်ခုလုံးပြတ်ကျသွားရောအခြေအနေစိုးရိမ်ရတာနဲ့အဖွဲ့ခေါင်းဆောင်ကသမ္မတကြီးကိုအရေးပေါ်အသက်ကယ်လုံးပြန်ရင်နဲ့အမြန်ထည့်ပြီးလေယာဉ်ပေါ်ကနေချပေးလိုက်တယ်သမ္မတရဲ့တပ်တော်ဆောင်တယောက်ကလည်းလုံးပြန်ရင်နောက်ကိုချက်ချင်းလိုက်ခုန်ချခဲ့ပေမဲ့သူ့လေထီကပွင့်မလာခဲ့ဘူးဒုတိယတပ်တော်ဆောင်ကအဖွဲ့ခေါင်းဆောင်ကိုအခုနကဘာဖြစ်သွားတာလဲလို့မေးတဲ့အချိန်မှာတော့အဖွဲ့ခေါင်းဆောင်ကပြန်မဖြေပဲသူ့ကိုတနက်နဲ့ပစ်တက်လိုက်တယ်တကယ်တော့အဲ့ဒီအဖွဲ့ခေါင်းဆောင်ကတစ္ဆာဖောက်ကြီးဖြစ်နေတာလေပြီးတော့သမ္မတကြီးကိုလိုက်ရှာပြီးတပ်ပစ်ဖို့အတွက်သူကိုယ်တိုင်လည်းလေထီနဲ့ခုန်ချသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲအကြမ်းဖက်သမားတွေပစ်လိုက်တဲ့ဒုံးကြီးကြောင့်အနီးနားကရန်သူမိတ်ဆွေလေယာဉ်တွေအားလုံးပျက်စီးသွားခဲ့ရတယ်ပင်တဂွန်အမေရိကန်စစ်ဌာနချုပ်ကသမ္မတကြီးကိုရှာဖို့စစ်တပ်တစ်ခုလုံးကိုအကုန်ထုတ်ပြီးဆေးလွတ်ခဲ့တယ်လေယာဉ်ရဲ့ပျက်စီးသွားတဲ့အနက်ရောင်တက်တာကိုတော့ပြန်ရခဲ့ပေမဲ့သမ္မတကြီးကတော့ပျောက်ချင်းမလားပျောက်နေလုံးပဲနောက်တော့မာဖီးယားကိုင်းသားတွေကသမ္မတရဲ့အသက်ကယ်လုံးပြန်ရင်စီရောက်သွားကြပြီးတစ္ဆာဖောက်ဖွဲ့ခေါင်းဆောင်ကသူတို့နဲ့အစကတည်းကပူးပေါင်းနေခဲ့တာကိုသိလိုက်ရတယ်ဒါပေမဲ့လုံးပြန်ရင်တကားကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့အားလုံးစွန့်သွားကြတာပေါ့ဘာလို့လဲဆိုတော့တစုံတစ်ယောက်ကသမ္မတကြီးကိုလာခေါ်သွားနေပြီးသားဖြစ်နေလို့ပဲတကယ်တော့မူဆိုးကောင်လေးတစ်ယောက်ကသမ္မတကြီးကိုကယ်တင်ခဲ့တာပါအဲ့ဒီအချိန်မှာသူတို့နှစ်ယောက်ကတောင်ပေါ်တစ်ခုမှာထိုင်ပြီးဟောတော့အတူတူစားနေကြတာပေါ့သမ္မတကြီးကသူ့အနီးနားကမြို့ကိုသွားဖို့လိုတယ်လို့ပြောပေမဲ့ကောင်လေးကကျွန်တော်အခုမသွားနိုင်သေးဘူးလို့ပြန်ပြောတယ်သူတို့ရိုးရာအရာအမဲလိုက်လို့အောင်မြင်မှပဲအိမ်ပြန်လို့ရမှာကိုဒါနဲ့ပဲသူတို့နှစ်ယောက်အတူတူအမဲလိုက်ထွက်ခဲ့ကြတယ်လမ်းမှာတမင်ကောင်းရဲ့စားတဆောင်ရဲ့ထည့်ထားတဲ့ရေခဲတစ်တာအဟောင်းကြီးတစ်ခုကိုသွားတွေ့တယ်အဲ့ဒီတမင်ကကောင်လေးအဖေကပေးတဲ့မွေးနေ့လက်ဆောင်ပေါ့ဒါပေမဲ့ကောင်လေးကသဘောမကျဘူးသူကမိမိဘာသာကိုယ်တိုင်ကိုကြအမဲလိုက်ချင်တာသမ္မတကြီးကကောင်လေးကိုသဘောကျသွားပြီးသူဝစ်ထားတဲ့ရင်ထိုးတစိတ်ကိုပေးရင်းမင်းကအမေရိကန်သမ္မတကိုကယ်ခဲ့တာပဲဒါဟာတကယ်ကိုကြီးကျယ်တဲ့အရာပဲလို့ချီးကျူးလိုက်တယ်အဲ့ဒီအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ကြီးရောက်လာတော့တာပဲသမ္မတကြီးလည်းသူဟာတစ္ဆာဖောက်ဆိုတာချက်ချင်းရိပ်မိသွားပြီးတနက်ကိုဆွဲထုတ်ဖို့ကြိုးစားပေမဲ့ပြစ်လို့မရခဲ့ဘူးတစ္ဆာဖောက်အဖွဲ့ခေါင်းဆောင်ကတနက်ကိုလူယူပြီးတနက်ကအလုတ်လုတ်ကြောင်ပြဖို့ကောင်းကင်ဘော်ကိုပြစ်ဖောက်ပြလိုက်တယ်သူကသူတို့ကိုတက်ချင်တာမဟုတ်ပဲဖမ်းခေါ်သွားချင်တာလေအဲ့ဒီမှာတင်နှစ်ယောက်သားလုံးထွေးပြီးရံပွဲကြီးစဖြစ်တော့တာပေါ့ကြောက်တုံးတွေနောက်မှာပုံနေတဲ့မူဆိုးကောင်လေးကတော့အခြေအနေအားလုံးကိုစောင့်ကြည့်နေခဲ့တယ်နောက်ဆုံးမှာတော့တစ္ဆာဖောက်ကြီးကသမ္မတကြီးကိုရေခဲတစ်တာအဟောင်းကြီးနဲ့ထည့်ပြီးတော့ခတ်ပိတ်လောင်လိုက်ပါတော့တယ်